나도 enemy 강도쿠 review လုပ်ပြရတာဒီ enemy ကစပွဲတွေလူတွေအတိုင်းပဲဖះကိုဆန့်ကျင်နေတဲ့ enemy ဇလန်ကောင်တော့သူက over power နဲ့ဆဲကိုင်းတွေကိုကြိုက်တဲ့သူတွေဆိုဒီဇလန်ကိုကြည့်တယ်ဇလန်လေးရဲ့အစမှာအရန်ထူးချွန်တဲ့လကသာဝင်တဲ့တယောက်ရှိတယ်သူကသူ့ထက်နှိမ့်ကြတဲ့သူတွေကိုလည်းမဆာနာဘူးလူတွေကိုသူသတ်မှတ်ထားတဲ့စံချိန်စံနှုန်းနဲ့ပဲဆက်ဆံတယ်ဖះဆိုတာကိုလည်းမယုံဖះရတာရှိရင်လူတွေကိုဒီလိုမျိုးရုန်းကန်နေအောင်လုပ်မှာမဟုတ်ဘူးဆိုပြီးလည်းတွေးနေတဲ့သူဖြစ်တယ်တည့်ရဲ့ချိန်မှာတော့ BN8 လို့ခေါ်တဲ့အရာနဲ့တွေ့ BN8 ဆိုဖះသခင်လို့ဖြစ်တည်မှုပြောတာသူကဖះလို့ရှိဘူးဖြစ်နေရတော့ဖះဆိုတာမရှိဘူးဖះဆိုတာရှိရင်ခုလိုမျိုးအလုပ်ဖြုတ်ကန်တဲ့လူတွေကြည့်မှာတော့မဟုတ်ဘူးဆိုပြီးတော့သူဖြုတ်ခဲ့တဲ့လူကြည့်လိုက်တယ်ယုံကြည်မှုဆိုတာခုလိုအလုပ်ဖြုတ်ကန်တဲ့လူတွေအားနဲ့သူတွေအတွက်လို့ပြောတယ်အဲ့ဒါတွေကြောင့်ဖះသခင်ကသူ့အပြစ်ပေးဖို့အတွက်စပွဲတွေနဲ့ပြည်နေတဲ့ကဘာဝမ်းသာအတွက်ရုန်းကန်နေရတဲ့ကဘာမှာလကသာဝင်တဲ့တယောက်ကိုတန်ရတက်ကရချဖြစ်ပြန်လဲမူဖပေးလိုက်တယ်တန်ရမှာရင်ဘဝအမှတ်ညံနေအကုန်ရှိတယ်သူမရည်ရွယ်ချက်ကရှင်းတယ်ပါအနေမရှိတဲ့နေရာမှာအေးစစ်တဲ့အသက်ရှင်နေတာပဲအဲအကြောင်းစစ်တပ်ထဲဝင်နေသူမမော်ဆန်ရရင်ဘဝအမှတ်ညံနေတော့စစ်ပင်ကြပါလဲတအားထူးချွန်လုံးမှုကြောင့်ခြေထဲမှာအများအားပို့ခံရတယ်သူဖြစ်ချင်တဲ့အေးစစ်တဲ့နေခြင်းနဲ့ဘဝကိုလည်းသူမပိုင်ဆိုင်ရဘူးသူရဲ့အလေးချင်းနေကြောင့်ခြေထဲမှာအများအားတာဝန်ထမ်းဆောင်နေရအသခင်ကတန်ရအောင်သူကဖျားသခင်ဒါမှမဟုတ်ဖျားသခင်ကတကယ်ရှိတယ်ဆိုတာကိုယုံကြည်စေခြင်းနဲ့ဒါကြောင့်တန်ရရဲ့တခုတည်းသောအားကိုးရတဲ့မော်ဆွန်အားကိုဖျားသခင်ဒီမှာသာဆူတောင်းမှသာသူ့ရဲ့မော်ဆွန်အားအပြည့်အဝကိုအသုံးချလို့ရအောင်လုပ်ထားခဲ့တယ်တန်ရဖျားသခင်ကိုမယုံကိုလည်းမကိုးကွယ်ဘူးဒါပေမဲ့စပွဲမှာသူအသက်ရှင်မှုတော့ကမလိုချင်မဲနဲ့ဆူတောင်းနေရတယ်ဖျားသခင်ကိုလည်းမုန်းတယ်ဖျားသခင်ဆွမ်းအားကိုလည်းသူကိုယ်တိုင်အသုံးချနေရတယ်သူရဲ့လွတ်လပ်ခြင်းနဲ့စိတ်အေးစစ်စစ်နေခြင်းနဲ့စိတ်တွေကြောင့်ကြိုးစားရင်းနဲ့တက်ဖွဲ့ကောင်းဆောင်ဖြစ်လာတယ်တက်ဖွဲ့ကောင်းဆောင်ဖြစ်လာတော့စပွဲရဲ့ပိုပြီးပါဝင်ပတ်သက်လာရတယ်သူလိုချင်တဲ့ normal line လေးလည်းကျင်းဝေးသွားတန်ရရဲ့စစ်စင်ရေးတွေကအလွန်ရက်ဆက်တယ်ရက်ဆက်တဲ့လောက်လည်းအရန်ထိရောက်တယ်သူ့ရဲ့တက်ဖွဲ့ကအင်ပါမှာတော့မှအရန်တော်တဲ့တက်ဖွဲ့ဖြစ်နံပါတ်ကြီးတာသူ့ရဲ့တက်ဖွဲ့ကလည်းသူမကိုရမ်းကြောက်ပြီးတော့ရမ်းလေးသားတယ်တန်ရရဲ့စစ်စင်ရေးကလည်းမောင်မင်းနဲ့ဆိုတာမရှိဘူးပို့ပြီးတော့ထိထိရောက်နိုင်ငံတွေကိုအင်ပါလောက်ကိုပါသိမ်းသိမ်းနိုင်တယ်တဖြည်းဖြည်းနဲ့လည်းနိုင်ငံပေါင်းစုံတွေပါဝင်လာတဲ့စစ်ပွဲကြီးဖြစ်လာတယ်ဒါကတော့ဖျားသခင်ကိုဘယ်လိုစမ်းကျင်ပြီးစစ်ပွဲရောနိုင်တိုက်ရမလဲဆိုတာကိုတွေးနေတဲ့စကားတစ်ခုဖြစ်တယ်ကောင်မလေးကလည်းဘီလင်လေးပဲလို့ပြောရမယ်